ဒီမှာတကယ်ကြီးကျွန်တော်ပြမယ် Premier League ကို official ကြည့်ရမယ်ဗျာပြီးတော့ Champion League official ကြည့်ရမယ်ပြီးရင် UEFA ပွဲအစုံကြည့်ရမယ်ဗျာပြီးသွားရင်ကျွန်တော်တို့ UFC ကျွန်တော်တို့ရဲ့ Joshua Valley ထိုးတော့မယ်ဆိုတော့ဒါတွေလည်း official ကြည့်ရမယ်နောက်ပြီးသွားရင်ကျွန်တော် golfer တွေအတွက် golf PGA အားလုပ်တဲ့ golf line တွေအကုန်လုံး live official ကြည့်လို့ရတဲ့အပြင်ကျွန်တော်တို့အခြား entertainment line ပေါင်းများစွာလည်းရှိသေးတယ်အဲ့ဒီ official ကြည့်ရှုခွင့်တွေအကုန်လုံးကိုတစ်နေ့ကိုလူချင်းမေး900 300စာပဲကုန်မယ်ဗျာဟုတ်တယ်ဒီ Canada Black ကိုဝယ်တဲ့လူအကုန်လုံးကလည်းလေ6လနဲ့ဝယ်မယ်ဆိုရင် set free ဆိုတဲ့အတွက်ကြောင့်အကုန်လုံးလာဝယ်တဲ့လူတွေကတိုင်ဖောက်ညီပြီးသလားမမေးနဲ့အကုန်လုံး6လနဲ့ပဲဝယ်။ဘာကြောင့် set ကအလကားရတာကို तू က promotion ရှိနေတယ်။ तू က6လနဲ့ဝယ်မယ်ဆိုရင်တသန်းချင်း3,900နဲ့400ပဲပေးရတယ်ဗျာ။ဆိုတော့6လကြီးစုခွင့်ရတယ်။6လဆိုတော့ရက်ပေါင်း180ဗျာ။အဲ့တော့ကျွန်တော်တို့က3,900ကို180နဲ့စားလိုက်ရင်တစ်နေ့မှ990လောက်ပဲကြာရဲဆိုတော့ယနေ့ခေတ်ကျွန်တော်တို့300စာတန်ဖိုးပဲရှိတယ်အဲ့ဒီ300 စာတန်ဖိုးနဲ့ဗျာခင်ဗျာ official ကြည့်ရမှာဆိုတော့မတန်ဘူးလားဆိုတော့အဲ့တော့တော်တော်များများဝယ်ကြတယ်ပစ္စည်းလဲခဏခဏပြတ်တယ် Canada Black ပါဆိုတော့ဒီ Canada Black ကကျွန်တော်အစိမ်းရောင်လေးနဲ့ဆိုရင်ကျွန်တော်တို့ဘလွန်လူတွေအသုံးပြုဖို့အတွက်လဲဆိုရင်စက်က2မျိုးရှိတယ်ဗျာအစိမ်းရောင်လေးနဲ့ကကျွန်တော်တို့ရန်ကုန်နေပြည်တော်မန္တလေးမြို့ကြီးတွေမှာ digital T2 မိတဲ့နေရာတွေအကုန်လုံးမှာ internet နဲ့ကြည့်တဲ့ဆက်เนาะသူက internet နဲ့ကြည့်တဲ့ဆက်တကယ်လို့မှ digital T2 စနစ်မမိတဲ့နယ်မြို့တွေအတွက်ဆိုလို့ရှိရင်ကျွန်တော်တို့နှစ်ပေဘန်းနဲ့ LV နဲ့ကျွန်တော်တို့စလောင်းဘန်းလေးနဲ့ကြည့်မယ်ဆက်ဆိုလို့ရှိရင်အနီရောင်သင်္ကေတပြုပါတယ်เนาะအနီရောင်လေးဈေးနှုန်းကအတူတူပဲ3,900,400နှစ်ခုလုံးကအတူတူပဲအဲ့တော့ဒီအနီရောင်လေးကိုဝယ်သွားပြီးအင်တာနက်ကြည့်လို့မရဘူးအဲ့တော့အစိမ်းရောင်လေးကိုဝယ်သွားပြီးစလောင်းဘန်းနဲ့တွဲလို့မရဘူးသူကနှစ်ခုခွဲပေးထားတယ်ပေါ့ဗျာဥပမာကျွန်တော်တို့ရန်ကုန်မှာနေတဲ့လူတွေဆိုလို့ရှိရင်တော့ဒီအင်တာနက်ကြည့်ရဲ့စက်ကူပဲဝယ်ရမယ်စလောင်းနဲ့ကြည့်ရဲ့စက်ကူဝယ်ကြရမလို့เนาะအဲ့တော့ဒီဆိုင်မှာလာဝယ်နေတဲ့လူတွေအတိုင်းပဲတကယ်တော့6လနဲ့ဝယ်တာအတန်ဆုံးပဲ line အစုံကြည့်ရှုခွင့်ကို6လနဲ့ဝယ်တာအတန်ဆုံးပဲ Canada Black ကခုနကျွန်တော်ပြောသလိုပဲဗျာတစ်နေ့မှာ900 300ဘိုးလောက်ပဲကြမယ်တန်ဖိုးနဲ့ကျွန်တော်တို့6လဝင်3,900ကြာရင်ဘာတွေကြည့်လို့ရတယ်လဲခုနကျွန်တော်ပြောသလိုပဲ Premier League Champion League UEFA ပွဲဆုံးPGA အားလုပ်တဲ့ golfer တွေအတွက် golf live ပွဲတွေအဲ့ဒီအပြင်ကိုကလေးအတွက်လားအမျိုးသမီးတွေအတွက်လားကျွန်တော်တို့အခြား entertainment မျိုးစုံကိုလည်းကြည့်ရှုခွင့်ရပါသေးတယ်အဲ့တော့ကျွန်တော်တို့ကအနောက်မှာ1လနဲ့ဝယ်ရင်ဘလောက်3လနဲ့ဝယ်ရင်ဘလောက်6လနဲ့ဝယ်ရင်ဘလောက်တစ်နှစ်နဲ့ဝယ်ရင်ဘလောက်ဆိုတာကိုလည်းအနောက်မှာကျွန်တော်အသေးချာလေးပြပေးထားတယ်ဆက်ရှိပြီးသားမိတ်ဆွေတွေကလည်းသူတို့တက်တန်းတိုးရင်ပိုတန်ဆိုတဲ့ promotion လေးတစ်ခုရှိတယ်အဲ့ဒီဟာကလည်းဘလောက်ဈေး short ပေးထားတယ်ဆိုတော့အနောက်မှာကျွန်တော်ဆက်ပြောပေးထားပါတယ်တကယ်လို့ Canada Black ဆက်ကလေးတွေလိုတယ်ဆိုလို့ရှိရင်တော့အပေါ်မှာပြည့်နေတဲ့ဖုန်းနံပါတ်ကလေးကိုဆက်တယ်လို့ရပါတယ်ခင်ဗျအခုမှဆက်သစ်ဝယ်ပြီး line အစုံကြည့်ကျင်သောမိတ်ဆွေများအတွက်ကျွန်တော်တို့စက်တန်ဘူးက9000ဗျာတစ်လောက်တက်တန်းက1,900ကျပ်ဆိုတော့တစ်လားတက်တန်းနဲ့ဝယ်မယ်ဆိုရင်စုစုပေါင်း6,900ကျပ်ကျမှာဖြစ်ပါတယ်ကျွန်တော်တို့ option B အနေနဲ့ကျွန်တော်တို့3လတက်တန်းနဲ့ဝယ်မယ်ဆိုရင်သူတို့ကစက်တန်ဘူးကို2,500တဝက်တိတိရှော့ပေးပါတယ်အဲ့တော့ကျွန်တော်တို့ကစက်တန်ဘူး2,000ခွဲ3လတက်တန်းက9,300ကျပ်ဆိုတဲ့အခါကျတော့3လတက်တန်းကြည့်မယ်ဆိုရင်စုစုပေါင်း9,800ကျပ်ကျတင်မှာဖြစ်ပါတယ် option C အနေနဲ့ကတော့အများဆုံးဝယ်တဲ့ပုံစံဖြစ်ပါတယ်ဆိုတော့စက်တန်ဘူးကလုံးဝ free ဗျာစက်ကိုသူတို့လက်ဆောင်ပေးတယ်6လတက်တန်းက3,900,400ကျပ်ဆိုတော့ယူချင်းမင်းကကျွန်တော်တို့6လကြည့်ရှုခွင့်ကို3,900,400ကျပ်ပဲကျတင်မှာဖြစ်ပါတယ်ဒါကတော့အဝယ်အများဆုံး option ဖြစ်ပါတယ်ကြာပါတယ်ကွာငါတို့တစ်နှစ်ပဲဝယ်မယ်ဆိုတဲ့မိတ်ဆွေများအတွက်ကတော့ပို့ပြီးတော့တန်ပါတယ်ကျွန်တော်တို့စက်တန်ဖို့က free လက်ဆောင်ဖြစ်ပြီးတော့12လတက်တန်းက2,14,800ကျပ်ဆိုတဲ့အခါကျတော့ဆက်ကောကျွန်တော်တို့12လတက်တန်းကောဆိုရင်2,14,800ကျပ်နဲ့တစ်နှစ်တိတိကြည့်ရမှာဖြစ်ပါတယ်တကယ်လို့လူချင်းမင်းကဆက်ကရှိပြီးသားကိုတက်တန်းတိုးချင်တယ်ဆိုရင် तू ကပိုတန်ဆိုပြီး promotion လေးရှိနေပါတယ်ခင်ဗျတကယ်လို့3လစာတက်တန်းတိုးမယ်ဆိုရင်ကျွန်တော်တို့စုစုပေါင်း9,300,900ကျပ်ကျမဲ့နေရာမှာ तू က promotion ဈေးဆိုပြီးတော့4,900ပဲကျတင်မှာဖြစ်ပါတယ်ခင်ဗျတကယ်လို့များ6လတက်တန်းတိုးချင်တဲ့လူတွေအတွက်ဆိုရင်တော့မူရင်းဈေးက3,900,400ကျပ်ကျပါတယ်တက်တန်းတိုးမဲ့မိတ်ဆွေတွေအတွက် promotion မှာတော့9,300ပဲ तू ကကျတင်မှာဖြစ်ပါတယ်6လစာကိုတနစ်စာတက်တန်းတိုးချင်တဲ့မိတ်ဆွေတွေအတွက်ကတော့မူရင်းဈေးက2,14,800ကျပ်ရှိပါတယ်promotion မှာတော့ကျွန်တော်တို့3,900,900ပဲ
တနစ်စာကြားတင်မှာဖြစ်ပါတယ်ခင်ဗျတကယ်လို့များမှလူကြီးမင်းကဆက်အစ်စ်ပဲဝယ်ခြင်းချင်းတက်တန်းပဲတိုးခြင်းချင်းဒီပုံမှာပြင်းနေတဲ့ဖုန်းနံပါတ်လေးကိုဆက်သွယ်လို့ရပါတယ်ဗီဒီယိုလေးပြီးဆုံးအောင်ကြည့်ပြီးလို့ကျေးဇူးတင်တယ်ကျွန်တော်တို့နောက်ဗီဒီယိုနဲ့ပြန်ဆုံပါမယ်ခင်ဗျ